ဒီအပိုင်းရဲ့စမှာတော့ရိုဒိုလိုက်ချင်းကိုခံနေရတဲ့နာမီတို့အဖွဲ့ကတရားကနေတဆင့်တောင်းအုပ်ဆုံးကိုထွက်ပြေးနေပါတယ်။သူ့ရဲ့အိမ်မက်ဖြစ်တဲ့ပင်လယ်ပြင်ရဲ့စစ်တီတော်တွေရှိရာအဲဘက်ကျွန်းကိုရောက်လာတာတောင်မှလူဘလူးတစ်ကောင်မဲလိုက်တာကိုဘာလို့ခံနေရတာလဲဆိုပြီးဦးစိုးကတော့ညီတွားနေပါတယ်။တကယ်လဲသူတို့နောက်ကနေပြီးရိုဒိုကတစ်ချက်မကွာလိုက်နေခဲ့တာပါ။လှိုင်ကူအဆုံးကိုရောက်သွားချိန်မှာတော့နှင်းချနေတာမျိုးမဟုတ်တော့ပဲတာယာတဲ့တတော်ကြီးကိုမြင်လိုက်ကြရပါတယ်။ရိုဒိုကလုံဝကိုလွန်မပေးပဲလိုက်လာနေတော့ဖြစ်တာကြောင့်စိတ်မရှိတော့တဲ့စန်းကြီးကပိတ်ကန်ချင်နေတယ်လို့ဇိုရိုကလည်းခုံပိုင်းချင်နေခဲ့ပြီးဖြစ်ပါတယ်။သူတို့တွေရဲ့အနေနဲ့ဂျိုင်းယန်တွေပေါ်မဟုတ်တာတခုခုလောက်လိုက်ရင်အဲဘက်တကြွလုံးနဲ့ရင်ဆိုင်ရတော့မှဖြစ်တာကြောင့်ပြဿနာမတက်စေချင်တဲ့ဦးစိုးကတော့တားလိုက်တယ်။ဒါဆိုရင်ဘာလို့ကြမလဲလို့ချိုးပါကမေးလိုက်တယ်လို့နာမီကလည်းလေးနဲ့ထားပြီးစဉ်းစားနေပါတယ်။လိုကီနဲ့ဘာတွေသဘောတူညီချက်လုပ်လိုက်မှမတီးတဲ့လူဗီကတော့ကြည်နိုးစွာနဲ့ပြေးလွှားနေပြီးမြေအောက်ကဘာနဲ့နေမင်းကဘာကိုဆက်တွေ့ထားတဲ့ကျိုးတတားပေါ်ဘက်စီကိုတက်လာခဲ့ပါတယ်။အဲဒီရဲ့ချင်းကိုဘက်နဲ့ကတ်တို့တွေကလည်းစန်နီကိုတမ်းပြီးတရားပေါ်ပြတ်သွားခြင်းဖြစ်တာကြောင့်လူဗီကိုတွေ့ပြီးပျော်ရွှင်သွားကြပါတယ်။ဒါပေမဲ့လူဗီကတော့ရန်တူလို့ထင်နေခဲ့တာကြောင့်ငါတို့တင်မောကိုဘာလုပ်တာလဲဆိုပြီးရန်ရှာဖို့အနီနာကိုကတ်သွားချိန်မှာဟန်ချက်ပြတ်သွားတဲ့လူဗီကိုဂါဂါတူလက်ပေါ်တင်လိုက်ကနင်ကလူဗီမလားလို့မေးလိုက်ပါတယ်။သူကလူဘူးလေးတွေကိုတဘောကြကြောင်းဒါပေမဲ့သူကလူဒူးဆန်းရိုတို့လိုမျိုးတဘောကြတာမျိုးတော့မဟုတ်ကြောင်းကိုလည်းပြောလိုက်ပါတယ်။သူမဆိုလိုချင်တဲ့လူဘူးဆိုတာကသူတို့အရွယ်စားကရန်ကိုကြီးရမှုကျွန်တော်တို့လိုတာမန်လူသားတွေကိုဆိုလိုချင်ဖြစ်ပါတယ်။အဲဒီစကားကိုကြားတော့လူဗီကလည်းရိုဒိုဆိုတာတောင်ဘာမှမသိတဲ့မူရနဲ့ပြန်မေးလိုက်ပါတယ်။ဆက်လက်ပြီးကသူမင်းတို့ကိုပိတ်လောင်ထားတယ်လို့မျိုးဘယ်တော့မှထပ်ပြီးလောက်တော့မှမဟုတ်တော့ဘူး။ငါတို့တွေကမင်းတို့နဲ့တငယ်ချင်းဖြစ်နေတာပါလို့ပြောလိုက်ပါတယ်။ကိုဘက်ကတော့အခုချိန်မှာအဲ့ဒါတွေပြောနေရမယ့်ချိန်မဟုတ်သေးဘူးလို့ပြောလိုက်ကမင်းတို့အကြောင်းကိုငါတို့ကောင်းကောင်းသိပါတယ်မင်းတို့ဆန္ဒမပါပဲဒီကိုတင်းခေါ်ကန်လာရတာမလားငါတို့တည်ထားတဲ့ရိုဒိုကပဲဒါရီအားလုံးကိုလုပ်ခဲ့တာပါလို့ပြောပြလိုက်ပါတယ်အဲ့ဒီအတွက်လည်းတောင်းပန်ကြောင်းပြောလိုက်တော့မှမင်းပြောချင်တာကဟိုးနောက်မရှိတဲ့ကောင်ကိုပြောချင်တာလားလို့လူဗီကလည်းပြန်မေးလိုက်ပါတယ်မီယောက်ကဘာကနေလွင့်ထွက်လာတဲ့လူဗီကိုတော့အောက်ကိုပြုတ်ချသွားတာလားလို့မေးလိုက်တဲ့အခါလူဗီတယောက်ကချွေးစည်းတွေပြန်လာပါတယ်အဲ့ဒီနောက်မှာတော့လိုကီနဲ့သူ့ကြားမှာပြုလုပ်ခဲ့တဲ့သဘောတူညီချက်ကိုလိုက်ပြတာကသူတို့နှစ်ယောက်ရဲ့သဘောတူညီချက်ကိုဘသူ့ကိုမှပြန်မပြောပြရဘူးလို့လိုကီကပြောထားပါတယ်လင်းရင်ရန်ကိုပြီးတက်တဲ့လူဗီတယောက်ဒီလောက်ရဒီဥတူကြီးကြားမှာချွေးတွေပြန်နေပြီးမို့မင်းအဆင်ပြေတယ်ဆိုရင်ကိုရပါပြီကွာအဆင်ပြေပါတယ်လို့ကိုဘက်ကပဲပြောလိုက်ရပါတယ်မီယောက်ကဘာရဲ့ရက်ဆိုင်တစ်ခုအတွင်းမှာတော့ခိုလုံလို့ခေါ်တဲ့ကလေးငယ်တယောက်ဟာခေါင်းဆောင်ကြီးတွေတွားကြတဲ့လူသားဆိုတာကဘလို့လူသားမျိုးဖြစ်မလဲမတည်ဘူးနော်လို့ပြောနေပါတယ်အဲဒီရဲ့ချိန်ပင်လယ်အတွင်းမှာတော့ Great Eric ကြီးက Everett နဲ့နီးကပ်လာပြီးမို့ခရာကိုမှုတ်လိုက်တာကြောင့်ကိုလုံဟာလည်းပင်လယ်ပြင်စီကိုပြေးထွက်ပြီးတွားနှုတ်ဆက်ဖို့အတွက်လှုပ်လိုက်ပါတယ်ခေါင်းဆောင်ကြီးတို့ရက်ဆိုင်စီမဝင်တော့ဘူးလားလို့မေးတဲ့အခါသူတို့တွေပေါ်ဘက်ကိုတက်တော့မှဖြစ်ကြောင်းဒိုရီနဲ့ဘရိုကီတို့ကလက်အမှုရာနဲ့လှုပ်ပြလိုက်တာကြောင့်အရက်ဆိုင်တွေကိုအမြန်ပြေးသွားကသူ့ရဲ့အထုပ်ကိုတွားတဲ့ပါတော့တယ်လူဘလူးကြီးတွေဟာရက်တစ်ခါတောက်ပြီးဆိုရင်အနည်းဆုံး3ရက်လောက်တောင်တင်နေကြမှာမို့မင်းနေကဘာစီကိုလိုက်သွားမှာဆိုရင်ရေပလီကြိုက်တတ်တဲ့ဓာလေးတွေကိုယူသွားပေးပါလို့ဆန်ရှင်မျိုးသမီးကပြောလိုက်ပါတယ်ရေပလီဆိုတာကခုလုံရဲ့မိပဲဖြစ်ကသူ့အဖေကြိုက်ဆုံးမုတ်တွေဖြစ်တဲ့လင်ကွန်ဘယ်ရီတွေလည်းပါကြောင်းဆန်ရှင်မျိုးသမီးကပြောလိုက်ပါတယ်ပျော်ရွှင်မြူတူးဆောင်တဲ့ဆိုင်တွေကထွက်မသွားခင်ကပတိန်ဒိုရီနဲ့ဘရိုကီတို့ခေါ်လာတဲ့ပင်လယ်ဓမြတွေကိုမင်းတို့တီလာလို့ဆိုင်တွေကလူတွေကိုလိုက်မေးနေခဲ့ကသူဟာမကြခင်ကမှပင်လယ်ပြင်ရဲ့အေကရေဖြစ်တင်မြောက်ခြင်းခံရတာဖြစ်ကြောင်းသူအကြောင်းကိုဆန်နီကပြောပြခဲ့တာဖြစ်ကြောင်းသူ့ရဲ့နာမည်ကကောက်ရိုးအုပ်လူပြီးဖြစ်ကြောင်းပြောကပျော်ရွှင်တော်ထွက်သွားပါတယ်ဒီလိုနဲ့ကိုလုံထွက်သွားချိန်မှာတော့ Great Eric ကြီးဘေးမှာဟာဂျူတင်ရဲ့တင်မောကိုလည်းတွေ့လိုက်ရပါတယ်ဒိုရီကတလင်းကြောက်တုံးလေးကိုထုတ်လိုက်ချိန်မှာတော့9စင်ကျတက်တန့်ကြီးတစ်ကြောင်းကပေါ်လာခဲ့ကရေတကွန်မော်တက်တဲ့လမ်းကြောင်းတစ်ခုဖြစ်သွားပါတယ်တက်တန့်ကြီးကိုနီးကပ်မြင်လိုက်ရတဲ့ဘွန်နီကတော့စိတ်လှုပ်ရှားနေခဲ့ကတက်တန့်ကိုဒီလိုတောင်းကနေမြင်ရဖို့ကတကယ်ရောပြစ်နိုင်ရလားလို့တယောက်တစ်ပေါက်နဲ့ပြောနေကြပေမဲ့နေမင်းကြောက်တုံးလို့ခေါ်တဲ့ဒီယာနဲ့ဆွဲလိုက်တာဖြစ်ကြောင်းဒိုရီကရှင်းပြလိုက်ပါတယ်တက်တန့်ကိုဒီလိုကြီးဆွဲလို့ရတာလားဟာလို့ကြောင်နေကြတော့မှာပဲတင်မောကမက်မက်ကြီးသွားတော့မှဖြစ်လို့တေးကြကိုင်းနာဖို့အတွက်ထူးဆန်းစွာထပ်ပြောလိုက်ပြန်ပါတယ်တကယ်လဲအဲ့ဒီတက်တန့်ကြီးပေါ်ကိုတင်မောကထောင်လိုက်တက်နေပြီးမို့ကြောင်းလန့်နေကြတော့မှအဲဘက်ပြည့်ရွာတွေကတင်မောကြီးရဲ့ပေါ်မှာရှိကြောင်းအဲ့ဒီရဲ့အတွက်ကြောင့်ဒီတက်တန့်ကိုစီးပြီးအဲ့ဒီရဲ့ထီသွားကြမှာဖြစ်ကြောင်းအဲ့ဒီကိုရောက်ရင်ပါတီပေးကြတာပေါ့လို့ဒိုရီကဆိုပါတယ်တက်တန့်ကိုစီးသွားမယ်လို့ပြောနေတာကြောင့်တမိုင်းသူတွေဒီရောဘေးနောက်မှာတက်တန့်ဆိုတာမိုးရေစက်တွေကိုလင်းပြန်ပြီးဖြစ်လာတဲ့အလင်းတန်းမဟုတ်ဘူးလားလို့မေးလိုက်ရတဲ့အထိပါပဲဒါပေမဲ့ဒိုရီကတော့တစ်ချက်ရေမောလိုက်ကမင်းတို့တွေမဟုတ်တာတွေရှောင်မပြောနဲ့တက်တန့်ဆိုတာကစီးလို့ရတယ်လေလို့ပုံမှန်ဖြစ်နေကြရလို့မျိုးပြောလိုက်ပါတယ်တကယ်လဲ Great Eric ကြီးဟာတက်တန့်ပေါ်မှာလာပါစွာခုံမောင်းနေခဲ့ကတက်တန့်ပေါ်တစ်ခါရောက်ပြီဆိုတာနဲ့တွားချင်တဲ့နေရာကိုတည်ဆောင်သွားတော့တာပဲလို့ဒိုရီကတော့ပြောလိုက်ပါတယ်လူဗီတို့အုပ်စုတွေတော့ဒါကိုမြင်ယူကသွားတော့မှာပဲလို့ဂျင်မေးကလည်းပြောနေခဲ့ပြီးအယောင်9ယောင်ရှိတဲ့ပင်လယ်ပြင်ကြီးပေါ်မှာခရီးထွက်နေရတာပဲဆိုကဘွန်နီကလေးကတော့ပြောနေခဲ့ပါတယ်ဒီကဘာကြီးကတကယ်ကိုမတည်သေးတဲ့ຢာတွေနဲ့ပြည့်နေနေတာဖြစ်ပြီးဘရိုကတော့ဘင်းစာကေကိုပြောရှင်တာတီဆိုလိုက်ပါတယ်စတာဆန်နဲ့ဟာဂျူတင်တို့ကတော့သူတို့တွေသမင်တကောင်တောင်ဖန်ထားပြီးဖြစ်ကြောင်းလမ်းပြောနေခဲ့ကနေကဘာပေါ်ကိုတက်လာနေခဲ့ကြပြီဖြစ်ပါတယ်နေကဘာရဲ့ဒုတိယအဆင့်မှာတော့ရိုဒိုလက်ကနေထွက်ပြေးနေတဲ့နာမီတို့အဖွဲ့တွေကထိတ်တိုက်ရင်ဆိုင်ဖို့အတွက်ပြင်ဆင်ထားပြီးနာမီနဲ့ချိုးပါတို့ကတော့များခေါ်နေခဲ့ပါတယ်တောက်ပိန်းရိုဒိုကတော့တက်ရှိရုပ်လေးတွေလုံးမဲ့ဆိုပြီးထောင်ချောက်တဲကိုတဲတဲဝင်လာခဲ့ကစမ်းကြည့်နေဆိုရိုဒိုကရိုဒိုရဲ့လက်ပေါ်ကိုတစ်တုံးနဲ့ပြီးမိအောင်အတွက်လှုပ်ထားလိုက်ပါတယ်
အဲဒီအချိန်ကိုဘန်နဲ့ဂတ်တို့တွေကလည်းမိလာခဲ့ပြီဖြစ်ပြီးလက်မလျှော့သေးတဲ့ရိုဒိုကိုနှစ်ယောက်လုံးကတင်ပုတ်စာကျွေးထည့်လိုက်ပါတယ်အခုဆိုရင်လူဗီတို့အုပ်စုကလည်းလူပြန်ဆောင်သွားခဲ့ကြပြီဖြစ်ကရိုဒိုရဲ့လောက်ရက်တွေအတွက်ဂတ်ကတောင်းပန်နေခဲ့ပါတယ်အဝေးကြီးကနေလာခဲ့ပြီးအခုလိုမျိုးတွေကြုံတွေ့စေခဲ့တဲ့အတွက်တောင်းပန်ကြောင်းသူတို့၃ယောက်လုံးကဟာဂျူတင်ရဲ့အဖွဲ့သားတွေဖြစ်ကြောင်းကိုလည်းပြောလိုက်ပါတယ်ချိုးပါလူဗီနဲ့ဦးစိုးတို့၃ယောက်ကတော့အဲဘတ်ကိုမြင်တွေ့ဖို့အတွက်ပြေးထွက်သွားခဲ့ကြပြီဖြစ်ကရှေ့တက်တဲ့ကိုတွားရင်ကျိုးနှိမ့်တွေပေါ်ကိုရောက်ပြီဖြစ်ကြောင်းဂတ်ကတော့အော်ပြောလိုက်ပါတယ်တကယ်လဲသူတို့တွေကကျိုးနှိမ့်တွေပေါ်ကိုတက်လို့ရနေခဲ့ကြက Grey Eric ကြီးကလည်းခုံမောင်းနေခဲ့ပါတယ် AFF ကိုတော့နက်ခတ်ကဘာနေကဘာနဲ့မြေရောက်ကဘာဆိုပြီးတုံမိုင်းခွဲထားကြောင်းသူတို့တွေအားလုံးကနေအောင်ကြီးကောင်းကောင်းရတဲ့နေကဘာပေါ်မှာနေထိုင်ကြကြောင်းအဲဒီမှာရွာတွေအများကြီးရှိကြောင်းဘရိုကီကတော့ပြောပြနေပါတယ်အခုချိန်မှာအားလုံးတက်ကြွဆုံးကတော့ဦးစွတ်ပဲဖြစ်ပြီးသူတစ်ချိန်လုံးရောက်ချင်နေခဲ့တဲ့ AFF ဂျိုင်းယန်ကြီးတွေရဲ့ကျွန်းစီကိုအမှန်တကယ်ရောက်နေခဲ့ပါပြီအဲဒီနောက်မှာတော့တာယာလှပကျယ်ပြောတဲ့ AFF နေကဘာကြီးကိုလိုက်ပြထားပြီး၃နှစ်ကျော်ကြာပြီးတဲ့နောက်မှာတော့စစ်တီတော်တို့ရဲ့ရွာ AFF ကိုတကယ်ကြီးရောက်လာခဲ့ကြပါပြီအဲဒီရဲ့ချိန်သူတို့ဘေးမှာတော့ Grey Eric ကြီးကရောက်လာပြီးတက်တန်းပေါ်မှာစီးနေခဲ့တာမို့လူဗီတယောက်ဟာမနာလိုတွေဖြစ်နေခဲ့ပါတယ်စာရေးသူကတော့အေယာမကြီးမထဲဝါမှုဆိုတာသူ့ရဲ့လိုရင်တက်ရှုမောစရာခံစားချက်တစ်ခုဖြစ်စေပါတယ်ဒီလိုရှုခင်းမျိုးကိုဖော်ပြဖို့အတွက်စကားလုံးအောင်ရှာမရပါဘူးဒါကတော့စစ်မှတ်နေမြေဘရင်နိုင်ငံတော်အဲဘတ်ပါပဲဒါပေမဲ့ဒီလိုကြီးမားပြီးစမ်းကြယ်လာတဲ့အဲဘတ်မြေကြီးရဲ့အကြောင်းမင်းတို့ကိုတတိပေးခြင်းပါတယ်ဒီစကားလုံးတွေကိုမင်းတို့စိတ်ထဲမှာအမြဲတမ်းမှတ်ထားစေခြင်းပါတယ်ကျေးဇူးပြုပြီးဒီမှာကြာကြီးမနေကြပါနဲ့စွန့်စားချပွေသူတို့ရေဘတော်မှပြန်မရတော့မဲ့မင်းတို့ရဲ့ချိန်တွေကိုမနှမျောကြပါနဲ့တဲ့ဒီစကားတွေကိုရေးထားခဲ့သူကတော့စွန့်စားချပွေသူလူဝိစာနှုတ်ပါ